ဇနီးဖြစ်သူအပေါ်အနိုင်ကျင့်နှိပ်စက်တတ်တဲ့ခင်မုန်းဖြစ်သူမှာနေ့စဉ်လုံမြဲဝတ္တရားတစ်ခုရှိပါတယ်။အဲ့ဒါကတော့သူ့ဇနီးရဲ့ဖုန်းကိုအမြဲတမ်းစစ်ဆေးတာပါပဲ။သူဟာစိတ်သဘောထားဖောက်ပြန်သူတစ်ယောက်ဖြစ်ပေမဲ့ဇနီးဖြစ်သူရှင်ရှီယိုအတွက်လက်ဆောင်တွေခဏခဏဝယ်ပေးတတ်ပါတယ်။သူမကတော့အဲ့ဒီလက်ဆောင်တွေကိုအပြုံးမပြတ်ပဲလက်ခံယုံကလွဲလို့တခြားမတတ်နိုင်ရှာပါဘူး။ဒါပေမဲ့ယန္တနာတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရာနဲ့ချီတဲ့လက်ဝတ်ယန္တနာတွေကြားကအဖိုးတန်ဆွဲကြိုးတွေထက်ဘေးနာကညိုမဲဆွဲနေတဲ့တန်ရာတွေကပိုပြီးတော့တိတိတတ်တာထင်ဟပ်နေပါတယ်။အဲ့ဒီအချိန်မှာဂျင်းပြိုဟာသူ့ရဲ့ပုံမှန်တန်ရှင်းရေးစစ်ဆေးမှုကိုလုပ်နေပါတယ်။ကျွန်တော်အမြင်မှာတော့သူ့ဇနီးကိုအမြဲစောင့်ကြည့်စစ်ဆေးနေမဲ့အစားနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပုံသေးလုပ်ဆောင်ဖို့ program တွင်းထားတဲ့စက်ရုပ်တရုပ်ကိုပဲတုံးလိုက်တင်ပါတယ်။တန်ရှင်းရေးစစ်ဆေးပြီးတဲ့နောက်မှာတော့သူကရှင်ရှီယိုကိုအဝတ်စားလဲဖို့ပြောပါတယ်။အဲ့ဒါကတော့ကလေးယူဖို့အတွက်သူတို့ရဲ့ညစဉ်ပြုလုပ်နေကြကိစ္စရပ်တွေအတွက်ပါပဲဂျင်းပြိုကသူမအတွက်သူ့အကြိုက်ဆုံး cosplay ဝတ်စုံဖြစ်တဲ့စကတ်အတူအမဲလေးတစ်ထည်ကိုယူလာပေးပါတယ်တနေ့မှာတော့ခင်မုန်းဖြစ်သူဟာရေခဲတက်တာတဲ့ကပစ္စည်းတစ်ခုခုယူဖို့ဖွင့်ကြည့်လိုက်တဲ့အခါတဝက်တစ်ပြက်စားထားတဲ့ကိတ်မုတ်တစ်ခုကိုတွေ့သွားပါတယ်မှန်းထားတဲ့အတိုင်းပါပဲနောက်တစ်နေ့မှာတော့ရှင်ရှီယိုရဲ့မျက်နှာပေါ်မှာဒဏ်ရာအသစ်တွေထပ်တိုးလာပြန်ပါတယ်သူမရဲ့အမူအကျင့်တွေဟာတဖြည်းဖြည်းနဲ့သူ့ရဲ့ပုံသွင်းခြင်းကိုခံနေရပါပြီသူမနေ့လယ်စာပြင်ဆင်နေတော့မှဖုန်းမြည်လာပါတယ်သူမရဲ့ညီမစီကဖြစ်နေတာကိုတွေ့ပေမဲ့ရှင်ရှီယိုကတော့ဖုန်းကိုမကင်ပဲလစ်လျူရှုလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့သူမနှိပ်စက်ခံနေရတာကိုညီမဖြစ်သူကိုမသိစေချင်လို့ပါသူမဟာမျက်ရည်တွေဝဲရင်းအလုပ်ကိုဆက်လုပ်နေပေမဲ့မမျှော်လင့်ပဲအိမ်ရှိကဘက်တီးတန်ထွက်လာပါတယ်သူမညီမဟာအိမ်ရှိကိုရောက်နေတာပါညီမဖြစ်သူကပစ္စည်းတစ်ခုခုလာပေးတာဖြစ်ပြီးရှင်ရှီကိုတကားဖွင့်လိုက်တဲ့အခါညီမဖြစ်သူကအပြင်မှာရှိနေတုံးဆိုတာသူမမထင်မှတ်ထားပါဘူးသူမဟာတကားကိုအမြန်ပြန်ပိတ်လိုက်ပြီးညီမဖြစ်သူကိုအမြန်ပြန်ဖို့တောင်းပန်ပါတယ်ရှင်ရှီရဲ့ပုံမှန်မဟုတ်တဲ့လုပ်ရက်တွေကြောင့်ညီမဖြစ်သူကတခုခုမားနေပြီဆိုတာရိပ်ပြီးသွားပါတယ်ညီမဖြစ်သူရဲ့ဖြောင်းဖြမှုကြောင့်နောက်ဆုံးမှာရှင်ရှီတကားကိုပြန်ဖွင့်ပေးလိုက်ပြီးအခုလိုပြောလိုက်ပါတော့တယ်စောနင်ဘာဖြစ်နေတာလဲဒီနေ့တော့ပြန်လိုက်ပါဦးနောက်မှတွေ့မယ်